Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်နေပြီးကြိုလိုက်ပါပေါ့နော်ကျွန်တော်ဒီနေ့မှာပေါ့နော်ကျွန်တော် PDF ဆဲမှာအမြန်ဆုံးလေနေဖြစ်တဲ့ Aerofly ရဲ့စုကူဟိုကျွန်တော်အတန်မထွက်တာပေါ့နော်ကြော်ခဲ့လိုက်မယ်ပြီးရင်ကျွန်တော် F15 Eagle ရဲ့ဟိုစမ်းမြောင်မှာဖြစ်ပါပြီပေါ့နော်ကျွန်တော်ဒီမှာပေါ့ကျွန်တော်ရဲ့မြေပုံမှာဆိုရင်တော့ကျွန်တော်ဒီ Greater Offer ကနေပြီးတော့ကျွန်တော်တိုကျိုသွားမယ်ပေါ့နော်ကျွန်တော်အချိန်ဘယ်လောက်ကြာမလဲဆိုတော့ကျွန်တော်တော့ခံမှန်းပြီးတော့သွားရမှာပေါ့နော်ကျွန်တော်အချိန်အနည်းဆုံးနဲ့အရင်ရောက်တဲ့လေယာဉ်နိုင်မယ်ပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် Aerofly Fighter နဲ့ကျွန်တော်အရင်စမ်းမယ်ပေါ့နော်ကျွန်တော်ရဲ့ all ကောင်မောင်းရမှာပေါ့နော်ကျွန်တော်ကတော့ကျွန်တော်တိုကျိုမှာကျွန်တော်ကရက်စောင့်နေမှာလည်းဖြစ်ပါရဲ့ပေါ့နော်ကျွန်တော်စလိုက်ရအောင်ဖက်ကိုနည်းနည်းလေးပဲထားလိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲကျွန်တော်ရဲ့ဖုန်းက4တယ်ပေါ့နော်ဒီတစ်လုံးမှာတော့4တယ်ပေါ့နော်လန့်နေကျွန်တော်ရဲ့တငယ်ချင်းရှန့်မယ်ဖြစ်ပါပေါ့နော်ကျွန်တော်လင်းဟိုရင်ပုံလင်းဟိုရင်ယူလိုက်မှာပေါ့နော်ကျွန်တော် Aero Fighter ပေါ့နော်ကျွန်တော်အတန်မထွက်တိုင်းတော့ကျွန်တော် sorry ပါစံထွက်တွေအဲ့လောက်ထိတော့မကောင်းဘူးပေါ့နော်ကျွန်တော်ရဲ့ Wi-Fi လိုင်းကတော့လုံးဝ share ကိုကောင်းနေရတယ်ဖြစ်ပါပေါ့နော်ကျွန်တော်နှိမ့်မြဘူးပေါ့နော်ဟောရပြီကျွန်တော်လင်းကတော့ကျွန်တော် modern jet ထဲမှာနေတူတယ်ဟုတ်လား Aero Fighter ပေါ့နော်ဘာလဲနောက်နေတယ်ဟေးအော်ရပြီအဲ့တော့ဘယ်ရောက်ပါAero Fighter B2 ပဲရှိရတာနော် Light aircraft ဟုတ်တာမဟုတ်ဘူးမေးတဲ့ချိန်ကျွန်တော်ရှိတိတယ်ဘယ်နားမှလည်းမမြင်ကြောက်နေတန်ကာလည်းမဟုတ်ဘူးလို့ရအောင်ဟေးနားလည်း modern light aircraft မဟုတ်ကျောင်းrandom လည်းမဟုတ် light aircraft မဟုတ် modern aircraft ကျွန်တော်ပြောင်းနေရပေါ့နော် Aero Fighter တွေ့ပြီဒီမှာတောင်းမှာကန့်နေတာကျွန်တော် black နဲ့ပဲစမ်းလိုက်မယ်ပေါ့နော် black ကပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်လင်းရရှိပြီပေါ့နော်ကျွန်တော်လင်းနဲ့ကျွန်တော်စထွက်ပြီးတော့ကျွန်တော်ရောက်ခံကြီးရမှကျွန်တော်ပြန်ပြီးတော့စလိုက်မယ်ပေါ့နော်ကျွန်တော်ဘယ်လိုတော့တက်ကမလဲမသိဘူးပေါ့နော်လောက်ကြအောင်ကျွန်တော်တိုက်ဖို့တိုင်ပတ်ဟာတော့ဟာသွားပြီတက်ကကျွန်တော်ဝယ်ထားရလေရပြီကျွန်တော်နည်းနည်းရေးလိုက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော် all account ပဲဖြစ်ပါမယ်နော်ကျွန်တော် all account တော့လင်းရောနောက်ပြန်မောင်းအောင်ပါပေါ့နော်လက်မဖမ်းမနေပြီကျွန်တော်ဒီမှာတော့စထွက်ပြီပေါ့နော်ကျွန်တော်မြန်မာလိုပဲပြန်လိုက်မယ်ကျွန်တော်ပို့ပြီးတော့မြန်အောင်လို့မြန်မာလိုပြန်မယ်လားဟုတ်ပြီမြန်မာလိုကြီးပြန်ချပါပြီချက်ကြီးလိုက်မှာပေါ့နော်နိုင်ရောဘယ်တော့လုံးနဲ့မောင်းတာလည်းမသိဘူးပေါ့နော်ပြန်တော့ပါပြီကျွန်တော်လေးထဲတော့ရောက်သွားပြီပေါ့နော်ကျွန်တော်တငန်းချင်းဟိုသွားလိုက်ဒီသွားလိုက်နေပေါ့နော်အဲ့မှားပါကျွန်တော်လိုက်သွားမှာအဲ့လင်းပေါ့မှာကျွန်တော်မေ့ခဲ့ပြီတဲ့ဘယ်တော့ရောက်တော်တော်မြန်တယ်ပေါ့နော်ကျွန်တော်ရဲ့ all account မှာကြည့်တာတော့ခုချိန်အထိဆက်သွားနေပေါ့နော်900ထိတော့သွားမလားတော့မသိဘူးပေါ့နော်ကျွန်တော်တိုကျိုချက်သွားလိုက်မယ်ခုကျွန်တော်ဒီကျွန်းကပါတယ်စိတ်ပါတယ်ကျွန်တော်ရဲ့ grammar scale ကအရန်ကောင်းနေပေါ့နော်စိတ်ပတ်တမီဟဲ့လားတမထွက်တော့လုံးခွကျွန်တော်နည်းနည်းသွားလိုက်မယ်ပေါ့နော်ကျွန်တော်မြင်ရလောက်တယ်ကျွန်တော်လေနည်းနည်း꿰လိုက်မယ်ပေါ့နော်ကျွန်တော်ဒီထဲမှာမြင်နေရတယ်ပေါ့နော်ကျွန်တော်မတ်မှာဆိုရင်တော့ဒီနားမှာပေါ့နော်ဒီနားမှာပေါ့နော်ဒီမှာတော့မောင်းနေတာပေါ့ကျွန်တော်အဲ့နေဟာဘယ်ရောက်သွားလဲနော်ဒီတက်သွားမှာရှိတော့ဟိုးမှာဘရာသာတော့မြင်လာတော့မသိဘူးပေါ့နော်မမြန်နဲ့ဗျတော်ကြီးကိုမြန်လာညဘက်ဆိုရင်ပိုတော့ကောင်းမယ်ပေါ့နော်ကျွန်တော်စပီးက1300နဲ့ကိုပြေးနေတာလို့ကျွန်တော်တိုကျိုသွားလိုက်မယ်ပေါ့နော်ကျွန်တော်တိုကျိုခဏသွားလို့လားမသိကျွန်တော်လုံးဝမြန်ကျွန်တော်လင်းရဒီကနေစိုက်မယ်ပေါ့နော်
ဟုတ်တယ်ကျွန်တော်ရဲ့ဖုန်းကလည်းနည်းနည်းဝါးနေပေါ့နော်ဘာဖြစ်လို့လဲမသိဘူးရောက်ခံနေပြီပေါ့နော်ကျွန်တော်အော်အကောင့်မှာရောက်ခံနေပါပြီကျွန်တော်ဒီကပဲပြလိုက်တော့မယ်ပေါ့နော်ကျွန်တော်အော်အကောင့်မှာဆိုရင်တော့တိတ်မကောင်းဘူးပေါ့နော်ကျွန်တော်ရဲ့လမ်းစကေးကိုကျွန်တော်ပြသွားမှလည်းဖြစ်ပါတယ်ပေါ့နော်ကျွန်တော် graphic ကိုရှေ့ထိထားတာတိတ်မမြင်အောင်ဖြစ်ဘာဖြစ်တာလဲရောက်နေပြီဒါသွားပြီလားဒီနေ့ပြန်အချိန်နည်းနည်းထိန်းလိုက်ရတော့တော့ခိုးစံတော့မှာပေါ့နော်အနီလေးနဲ့ပေါ့နော်ကျွန်တော်အချိန်နည်းနည်းတော့မြန်နေတယ်ပေါ့နော်ကျွန်တော်ရက်လို့တော့မရအောင်140လောက်မှရမယ်ပေါ့နော်ကျွန်တော်လာပြီပေါ့နော်ကျွန်တော်ရဲ့အရှိတဲ့မှာဖြတ်နေပြီပေါ့နော်ပြန်သွားလုံးဝစပီးကလုံးဝမြန်နေတယ်ပေါ့နော်ကျွန်တော်ရှက်နည်းနည်းလေးပြန်ကိုွေးလိုက်ကျွန်တော်လုံးဝဆရာကြီးပေါ့နော်လုံးဝဗျာအမလုံးဝစပီးကရမ်းမြန်တယ်1300နေသွားတာဆိုတော့ကျွန်တော်လမ်းနေစပီးကတော့100နဲ့မှ40ပေါ့နော်140မှကျွန်တော်လေရင် site လို့ရမယ်ပေါ့နော်ခုဆိုရင်ရောက်ပြီပေါ့နော်ကျွန်တော်အော့ကောက်မှာတော့250လောက်ရောက်ရှိပြီပေါ့ကျွန်တော် site မယ်ပေါ့နော်လေရင်ကျွန်တော်ရဲ့လေရင် site စကေးလာပြီပေါ့နော်160 140စီးပါပြီကျွန်တော်ရဲ့လေရင်မောင်းစကေးကလုံးဝဆရာကြီးရောက်ပြီဟေးအရှိန်ကြီးလုံးအောင်ပြီစိုက်ပါ යි စိုးပေါ့နော်ဒီလင်ကတော့တော်တော်မြန်နေပေါ့နော်လုံးဝမြန်လုံးဝကြည့်တော့မှကျွန်တော်လုံးဝအရှိန်မထိန်နိုင်ဘူးပေါ့နော်ဟေးရက်တော့လေဟေးရက်လေဟာဘယ်ကိုသွားရတော့ဟာလုံးကြအောင်ဟေးကျွန်တော်ဘယ်ရောက်ကုန်ခါဘယ်သွားနေဘယ်ကိုသွားနေဟာဘယ်ကိုသွားနေဟာကြာပြီရေလဲကြာပြီကြာပြီရေလဲကြာပါပြီလူပါသေးသွားတာမောထဲမှာလားအနောက်မှာစူတော့ပါရပေါ့နော်မဟုတ်20ခွန်ဆိုတော့20ခွန်50ခွန်မှတွေ့ရအော်မှာ20ခွန်ပြခရပြီပေါ့နော်တော့လင်းရတော့လုံးဝပုံစံတော့လှတယ်ပေါ့နော်ကျွန်တော်ရဲ့အော် main ကောင်းနေမှာတိုက်သွားမယ်ပေါ့နော်လိုက်ကြည့်လိုက်မယ်ရမရတော့မသိဘူးမရဘူးခုံးကတစ်ခုံးပဲပါလားမရတော့ကျွန်တော်ဒီအနောက်ကနေလိုက်သွားလိုက်မယ်ပေါ့နော်ဒီနောက်ကနေလိုက်သွားမယ်ကျွန်တော်တက်လေလင်းမှုတက်လေဟောကျွန်တော်လင်းမှာခုံအပေါ်မှာပါတော့ကျွန်တော်ကလည်းစိတ်တော်ပဲကျွန်တော်ဒီလိုပဲလိုက်ခဲ့ရတော့နော်နည်းနည်းလေးမြင့်လေးကနေပြန်မယ်ပေါ့နော်ကျွန်တော်အရှိမတော့တောင်ကြီးရှိတယ်ပေါ့နော်တောင်ဝင်ကျုံးပြီးတစ်ခါနိဗ္ဗာန်တွေကရောက်ကုန်မယ်တွေ့ဒါပြီးလင်းကြီးကသိမ့်မယ်ဟုတ်တယ်တော်တယ်ဒါပဲလေကျွန်တော်ဘယ်နှစက္ကန့်ကြာမလဲဘယ်နှမိနစ်ကြာမလဲမသိဘူးနော်ကျွန်တော်စပြီးတော့မောင်းမယ်ပေါ့နော်အနောက်ကလုံးဝအဖက်ကမိုက်တယ်ဟိုကကပအမြန်ဆုံးကျွန်တော်ကြည့်ရတော့980ကျော်နေပေါ့နော်ကျွန်တော်1000နေကျော်သွားပြီပေါ့နော်ကျွန်တော်ရဲ့စပီကလုံးဝမြန်တယ်ပေါ့နော်ကျွန်တော်ရဲ့ pilot ကြီးက share ကိုဖြုတ်နေရပါတော့ကိုယ်ဆိုင်1100အောင်ရှိနေပြီပေါ့နော်ကျွန်တော်မှဆိုကျွန်တော် project flight နဲ့ကျွန်တော်ပြဖို့ပေါ့နော်ကျွန်တော်ရဲ့ all count နဲ့ robot ထည့်တာ robot plus ဝယ်ရမယ်ဆိုတော့ကျွန်တော်စိတ်ညစ်ပြီးမထည့်တော့ဘူးပေါ့နော်ကျွန်တော်မိုးလဲချုပ်ပြီပေါ့နော်
ဟိုမှာနေဝင်သွားတာလုံးဝလှတယ်ဟိုဘက်ကလာထွက်ကြောက်ကိုဆိုရင်နောက်ဆုံးကတော့စပီးကတော့1340နဲ့မှ9ကိုမြင်ရတယ်ပေါ့ကြောက်1340နဲ့မှ9 KDS ပေါ့နော်အဲကျွန်တော်တိုဂျိုကပါပါတယ်လမ်းမှားနေပြီအေးကြတော့မလားမသိဘူးမကြဘူးကြားတယ်တော်တော်မြန်တယ်ပေါ့နော်ရောက်ခံနေပေါ့နော်ကျွန်တော်စပီးကို50ထိချွတ်လိုက်ရောက်နေပြီရောက်တောင်ရောက်နေပြီကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော်ဖယ်သွားတယ်ဖတ် orange ကျွန်တော်အဲ့လိုလုံးနေအချိန်ဆွဲလို့ဖြစ်သွားတယ်ပေါ့ကျွန်တော်တော်တော်မြန်နေပေါ့နော်ကျွန်တော်သွားနေကြလေနဲ့သွားနေတော့မှအနည်းဆုံး9မိနစ်6မိနစ်လောက်ကြာတယ်ပေါ့နော်ဟုတ်တယ်နော်ဒင်းရတော့အဖိုးပေါ်ထိမှာပေါ့ပြန်နေတယ်ပေါ့နော်ကျွန်တော်နည်းနည်းစိုက်ဖို့တော့ကျွန်တော်ဒီကကြီးပဲလောက်လိုက်မယ်ဒီမှာပေါ့နော်ကျွန်တော် brother မြင်ရတာတော့မသိဘူးပေါ့နော်ဟိုနာမှာပေါ့နော်မိုးကတော့ချုပ်တော့မှောင်လိုက်မယ်မှောင်မယ်ကျွန်တော်ကလုံးဝ professional ဆိုတော့ easy ပဲပေါ့နော်ဘယ်ရောက်သွားခုမှရောက်မှာခုစပီးကတော့300ကျော်နဲ့ကျွန်တော်ဘယ်လိုစိုက်မလဲဆိုတော့မသိဘူးပေါ့နော်ကျွန်တော် flap ကို2လောက်ထိထားလိုက်မယ်ဟုတ်1လောက်ဆိုရတယ်ကျွန်တော်ဆိုရမယ်ပြီးရင်အဲ့ဒါပဲအရှိန်နဲ့တင်လိုက်မယ်100နဲ့မှ40 140ဆိုကျွန်တော်လုံလောက်တယ်ပေါ့နော် net speed က100နဲ့မှ20ဟုတ်လေလင်းရမကြရဘူးကျွန်တော်နောက်ပိုင်းနေ micro video လုပ်ဖို့ကျွန်တော်စီစဉ်ထားရပေါ့နော်ဟိုဆိုတော့ကျွန်တော်မော့ထည့်ပြီးတော့ကျွန်တော်လုပ်ပေးမယ်ပေါ့နော်လောကရှိန်တာမော့လောကလှတယ်မော့အဲ့မော့ထည့်ကျွန်တော် survival ဘယ်နည်းရှင်လဲဘယ်နာရှင်လဲဆိုကျွန်တော်စမ်းကြည့်မယ်ပေါ့နော်အဲ့ကျွန်တော်လေရတော့ site တော့မယ်ပေါ့နော် Cobra 9146ကျွန်တော် professional site ပါတော့မယ်လေလုံးဝလေရညင်နေတယ်မြင်တော့ကျွန်တော်အောက်လေးနဲ့စင်းလိုက်ပြီမြန်မာလိုကြီးစိုက်ပြီးလေစိုက်ပါပြီလေโอเคစင်းပြီလေစိုက်ပြီအေးလေရင်ဂီပါလဲဂီရလဲမဖွင့်ဘူးတိုက်တော့မယ်တော့ဂီရဖွင့်လေဟာရောငါဘာဖြစ်တာတော့ငါလူဘာဖြစ်တာတော့ငါလူဂီရလဲမဖွင့်ဘူးဟာရောဘလိုကြီးမောင်းလာတော့ဟာခုနကကြတော့ရေတော့ပြုတ်ကြဘူးခုကြတော့ဂီယာမပါပဲတော့ငါစားတယ်သူကပေါ့နော်ဂီယာမပါပဲနဲ့လင်းရောစိုက်သွားတယ်ပေါ့နော်လုံးဝဆရာကြီးပေါ့နော်ဆရာကြီးဆိုင်နေကိုလင်းရင်စိုက်သွားတယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုကတော့ F15E ပဲဖြစ်ပါတယ် F50E ပေါ့နော်ကျွန်တော်စမ်းကြည့်မှာပေါ့နော်ကျွန်တော်အော်အကောင့်မှာတော့မပြတော့ဘူးပေါ့နော်ကျွန်တော်အချိန်များရဲ့ဗီဒီယိုတင်တာလဲကြာတယ်ပေါ့နော်အဲ့ခါကျရင်မကောင်းဘူးပေါ့နော်ကျွန်တော် F15 15ပေါ့နော်လေနံပါတ်ကဟုတ်တယ် E ကလည်းပါတယ်ပေါ့နော်ကျွန်တော်အနောက်မှာတော့ကျွန်တော်ရှာကြည့်လိုက်မှာပေါ့နော်တွေ့မတွေ့တော့မသိဘူး B2 ပဲတွေ့ F15 အဲ့ပြောင်းနေလောက်ကြအောင်ကျွန်တော်နှစ်ပေါင်းထောင်ကြီးရှာပြီးနောက်ပိုင်းမှာလင်းယုံတွေ့သွားပြီပေါ့နော်ဒီမှာပေါ့နော်လင်းရတော့တေးသေးချာချာအောင်မမြင်ရဘူးပေါ့နော်ခုနည်းနည်းချင်းစီပေါ်လာရပေါ့နော်ကျွန်တော်လင်းရဘယ်လိုဖြစ်သွားလဲတော့မသိဘူးဒါပေမဲ့ဒီလင်းရ2ယောက်ထိုင်လို့ရတယ်ပေါ့နော်2ယောက်ဆိုတော့မစိုးပါဘူးကျွန်တော်အဲ့လို line တော့ကြာပါနေတူတယ်ကျွန်တော်ပဲမောင်းပေးလိုက်တော့အဲ့ရောမမောကကျွန်တော်တို့လေမောင်းတာဘလို့ကြီးတော့ဟာလေရင်ပုံစံလည်းမမြင်ရပါဘူးလို့နေရနည်းနည်းထစ်နေ
哦，ကျွန်တော်မောင်းနေထင်ဟိုဘက်တွေရှောက်ခွေနော်ဘာမှမဟုတ်အမှန်မဟုတ်ကိုပိုက်တော့ဖူးပေးလိုက်မယ်ဒါဖုတ်ကုန်ထွက်ရဘာကြီးတော့ကျွန်တော်မိုးတော်လင်းတော့မယ်ကိုပိုက်တော့ full control ရပါပြီပေါ့နော်ကျွန်တော်ပြန်ဝင်ပြန်စမ်းကြည့်မှာပေါ့နော်အဲကျွန်တော်ပို့ပြီးမြင်ရအောင်ပေါ့နော်ကျွန်တော်ပြန်ဝင်လာတော့ကျွန်တော်လင်းပုံစံတော့လုံးဝမြင်ရပြီနေလဲထွက်လာပြီပေါ့နော်ကျွန်တော်ရဲ့လင်းရပေါ်မှာမြင်ရတဲ့အတိုင်းပဲ1100ရောင်ကျော်နေပြီATC နဲ့စကားပြောကြည့်လို့ပြောလို့မရအောင်လုံးဝလှတယ်မမြင်ရတခုကဒီလေးကွက်ကပြောင်းတယ်ဘာမှမမြင်ရအောင်အရှိမှလည်းမမြင်ရအောင်ကျွန်တော်နှစ်ယောက်ကတော့လင်းပြိုင်မောင်းနေပြီပေါ့လုံးဝတော့မြန်မှ1600တောင်ရောက်သွားကျွန်တော်ကိုဖိုင်တော့ဆိုတော့ကျွန်တော်ကလုံးဝပိုက်တော့ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဘောင်းလို့ရတယ်50တော့ကို shot gear လေးကိုနည်းနည်းလေးထားလိုက်လုံးဝ PDFs ကလုံးဝ gear animation မှာပါလာပြီးအရင်ကဆိုမပါဘူးအရင်ကဆိုတွတ်တော့ auto ထွက်သွားတာလုံးဝ gear down ဆိုအရင်ကအရှင်းမရဘူး graphic လည်းအပြည့်လုပ်ထားပါတယ်လို့အောက်ဆင်းလိုက်အောက်ဆင်းရင်တော့ပိုပြီးကောင်းမယ်အရှင်းကိုအပြည့်တင်လိုက်မယ်ရအောင်ဆိုထူးဆန်းတယ်ပေါ့ကျွန်တော်အရန်တော့မြင်ရတယ်ခုကျတော့တေးသေးချာချာမမြင်ရအောင်ကျွန်တော်ဒီလေပြီးတော့ကျွန်တော်ပြစရာလေမရှိတော့ဘူးပေါ့နော်နေလည်းကုန်ပြီဒီကင်မရာလော့တော့ဟာလေဘလို့တော့မောင်းမလို့တခုတော့ကောင်းတော့ကောင်းပါအားရကင်မရာမပါပါဟာလုံးရအောင်ကျွန်တော်ကြံခဲ့တယ်ဟိုကကျွန်တော် professional ပေါ့နော်ဟိုက25လောက်ကိုထားလိုက်မယ်ကျွန်တော်ကလေမိုင်းမောင်းကျွန်တော်ဆေးထိုးတယ်ပေါ့နော်ကျွန်တော်မောင်းလို့မရတော့ကိုပိုက်လို့စိတ်ညစ်သွားနေတူတယ်ကျွန်တော်ရဲ့လေမောင်းစကီးကိုမြင်ပြီးတော့ပြန်မောင်းရတော့မယ်ကျွန်တော်ရဲ့လေမောင်းစကီးကိုပိုက်လို့လုံးဝကြိုက်သွားပြီပေါ့နော်980ဆိုရင်ဒီနားလို့ဆို꿰မယ်တိုက်တော့မယ်မြေပြင်နဲ့မထိနဲ့ဟာကျွန်တော်ဆေးထိုးရတယ်နဲ့များသွားရပါတော့ကျွန်တော်ရဲ့လင်အရှိတောင်မြောက်ရောက်ပြီရပြီဟေးဘယ်သွားလဲဘယ်သွားအောင်မှာဟာဒီခေါက်ရေထဲဆင်းပါလားမဟုတ်ဘူးဒီခေါက်ဘယ်သွားမှာဟာကျွန်တော်အပေးထိုးထဲမှာbinoculars ကြည့်ကျွန်တော်ရဲ့ကိုပိုင်တော့စိတ်ညစ်သွားတာမသိဘူး
နေပြီတက်သွားဟာတကယ်ကြီးနေပြီတက်သွားလားဟာဟုတ်တယ်နေပြီတက်သွားပြီကျွန်တော်ရဲ့ကိုပိုင်တော့လုံးဝနေပြီတက်သွားပြီပေါ့နော်တော့တဖြည်းဖြည်း zoom ချဲလိုက်တော့ပို့ပြီးတော့ခတ်သွားတယ်မြင်တော့မမြင်ရတော့ပြောလိုက်တယ်မောင်းတက်တယ်လို့ခုနကကျတော့ရေတယ်ပြီးတော့နောက်တစ်ခါကျတော့ဂီယာမပါဘူးဒီတစ်ခါကျတော့ဗာလေလေးပေါ်ထပ်မြောက်တက်သွားတယ်ခုကျတော့ဘယ်ဟုတ်လားမှာဆင်းလာပြီတိုက်ပြီမတိုက်ဘူးကျွန်တော်ကိုပိုင်လို့ကတကယ်ကိုဖြုတ်နေပြီပေါ့နော်ဘင်နာကီလာတကယ်မြင်ရတယ်ကျွန်တော်မမြင်အောင်ထင်တာဝါနေမယ်ထင်တာမြင်ရတယ်ဘယ်ရောက်ပါဟိုရောက်ပါကျွန်တော်ရဲ့ဗီဒီယိုကဒီနေ့တော့ပဲကြည့်ရှုနေပရိသတ်များလေးကျေးဇူးအများကြီးတင်ပါကြောက် like and subscribe ရတော့ပြကြအောင်ခဏနေအောင်ကျွန်တော် giveaway တစ်ခုပေးမှာ brother ကိုတီးကြလားဟုတ်ပါတယ်ခုဆိုရင်တော့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဟာလာပြစ်နေမှလည်းမသိဘူးကျွန်တော်ဒီ Rising Sunset ဆိုတဲ့ကျွန်တော်အကောင့်လေးနဲ့ကျွန်တော် giveaway ပေးမယ်ပေါ့နော်ကျွန်တော် level ကတော့930နဲ့မှတဲ Buddha fruit စားရတယ်ပြီး inventory ထဲမှာ Buddha အသီးတက်ရှိတယ်ပေါ့နော်ဒါနဲ့ဆိုရင်ကျွန်တော်ဒါကတော့ Buddha အသီးပဲဖြစ်ပါတယ်လာကြွားတယ်ဟေးကျွန်တော်ကလည်းအားကြမခံပြန်ပြီးတော့ကြွားပေးလိုက်မယ်ပေါ့နော်ကျွန်တော်လည်းအားကြမခံ gas pro လေးကိုထုတ်ပြပေးလိုက်ပါလေကျွန်တော် fruit ကြွားရတယ်နေပေါ့နော်ကျွန်တော်ကြွားတော့ပေါ့ဒီကောက်ထဲမှာဆိုရင် Buddha level mastery 60ရှိမယ်ပေါ့နော်ကျွန်တော် Buddha တော့ awaken တော့မလုပ်ထားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် level 7တင်ရမှာပြင်းသွားလို့ပေါ့နော်စိတ်တော့မကောင်းပါဘူးကျွန်တော် belly က15တန်းရှိမယ်15တန်း6သိန်း6နာ90ရ1000သိန်းတန်း15သိန်း66,989ကျက်ရှိမယ်ပေါ့နော် dash tag က mastery 330မှာ6ဟုတ်ပြမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် mastery 150ရောက်မှရနိုင်မဲ့ scale ပဲဖြစ်ပါတယ်ဒါဆိုရင်လုံးဝ aura လည်းရှိရဲဒါပေမဲ့ aura color တော့မပါဘူး fragment 3ညပါ fragment မပါပါဘူးကျွန်တော် stat ထဲမှာဆိုရင် million 1300နဲ့မှတက်ကျွန်တော်ရဲ့ all account ထဲမှာပြလိုက်တာပိုကောင်းမယ်ပေါ့နော်ကျွန်တော်ဒီတိုင်းပြောနေဘာမှမမြင်ရတော့ကောင်းပေါ့နော်60ပါမယ်ပြီး dash tag က330နဲ့မှ6 Triton တော့ကျွန်တော်တစ်ခါမှတော့မယူထား mastery မဖန်နာဘူးပေါ့နော်ကျွန်တော် aura တော့မပါဘူးကျွန်တော်ဒါကတော့ကျွန်တော်ရဲ့ stat တွေပဲဖြစ်ပါတယ်ကျွန်တော်အတန်ကတော့မတူဘူးပေါ့နော်ဖုံးချင်းမတူတဲ့အတွက်အတန်လည်းမတူဘူးဖုံးလေးတာလည်းမတူဘူးပေါ့နော်ကျွန်တော် robust ကတော့တကြမ်းမှမရှိဘူးပေါ့နော်ကျွန်တော်ရဲ့ခုန all account မှာတော့45ချက်ရှိတယ်ဟုတ်ပါမနဲ့ကတော့တစ်ခုမှမပါပါဘူးဘာဖြစ်လဲကျွန်တော်မွဲနေလို့ပေါ့နော်ကိုတော့က gift မပေးနိုင်ဘူးပါမနဲ့မပါဘူးလို့ကြောင်ကျွန်တော်ပါမနဲ့ blade ပေးလိုက်ရင်ကောင်းမလားလို့ပေါ့နော်ကျွန်တော်ဒီအကောင့်တော့ပါမနဲ့ blade ထည့်ရင်ကောင်းမလားလို့ဒါတော့ကျွန်တော်ရဲ့ဘေးနားမှာဘာပြီးတော့အားပေးနေကိုကြီးတယောက်လေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော် Buddha fruit ပါမှာပေါ့ကျွန်တော်ဒါတော့နှစ်ခုပဲရှိမယ် saber နဲ့ trident ပဲရှိမယ်ကျွန်တော် Colosseum quest ကတော့ပြီးမပြီးတော့ကျွန်တော်လည်းမေ့သွားပြီပေါ့နော်ကျွန်တော်ချက်ပြန်ကြည့်ပေးမှာပေါ့ရောက်ပြီမတ် fairy ကကျွန်တော် instant ကတော့ရှိမယ် V2 တော့မဟုတ်ဘာလို့လဲဒါကျွန်တော် fast စီပါပေါ့ကျွန်တော် fruit roll ပေးလိုက်မယ်ပေါ့နော်ကျွန်တော်မှာ15တန်း6,000ရှိတယ် fruit roll မှာဆိုရင်3,600ကုန်ပဲကြော်ပဲကြမယ်ပေါ့နော် fruit ကတော့ဘာfruit ရမလဲတော့မသိဘူးမင်းတက fruit ပလိုက်ကြီးပလိုက်ရတယ်ပေါ့နော်အဲ့ပလိုက်ကတော့ကျွန်တော်ထဲမှာရှိတာမရှိဘူးဆိုရင်လည်းရတယ်ကျွန်တော်အတင်းတုံးတစ်ဆက်လိုက်ကျွန်တော်ဒီအပေါ်သွားလိုက်မယ်လိုက်တမ်းကိုကြီးရတယ်ရှိတယ်ပေါ့နော်ကိုကြီးကအများကြီးလိုက်တမ်းကိုကြီးကတပိတ်တာရောက်100လောက်ရှိတယ်ဆိုတော့ပတ်ပြီးသွားတယ်မရိုင်းလိုက်တာဖာရီကတော့မပြည့်သေးတော့ကျွန်တော်ပတ်တာသွားလိုက်မယ်
get out before I kill you ဘယ်ပဲဟုတ်တယ် strong quest ကတော့မပြီးဘူးပေါ့နော် get out before I kill you ဒီ room တဲ့ကိုသွားမယ်ညလေးခိုလိုဆီယန် quest ကပြီးသွားပြီလားတော့ကျွန်တော်တိတ်မမှတ်အော်ဒီခါဖေးမှကြည့်ရအောင်ဒီခါဖေးမှကြည့်ရမယ်ပြီးမပြီးတော့မမှတ်မိဘူးလေ900ဆိုရင်တော့လုံးလို့ရတာအတီးတယ်ဆမ်မမရထားမနဲ့တဲ့ကျွန်တော်ဒီ quest တော့မပြီးသေးဘူးပေါ့နော်ကျွန်တော်အားတဲ့ချိန်ကကျွန်တော်လုပ်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီ giveaway မှာပါကြဆိုကျွန်တော်ရဲ့အကောင့် IMIDK TikTok အကောင့်ပေါ့နော်ဒါမှမဟုတ် brother က TikTok မရှိဘူးဆိုအလဲဆုံးဖြစ်တယ်ကျွန်တော် YouTube comment ထဲမှာဝင်ရေးခဲ့လို့ရရပါတော့ user name ကျွန်တော်တောက်ကြနေနောက်တစ်ပတ်တောက်ကြနေ9နာရီမှကျွန်တော် live လွှင့်မယ်ပေါ့နော်အဲ့ချိန်မှာ brother user အဲ့ live လွှင့်မှာ user name ထည့်ရေးပေးလိုက်ရတယ်ပေါ့နော်ကျွန်တော်ဒီနေ့ video လေးဒီလောက်ပါပဲကျေးဇူးနဲ့ပရိသတ်များလည်းကျေးဇူးအများကြီးတင်ပါတယ်